Hello မင်္ဂလာပါရှင် Good morning အခုဒီနေ့ကဟွာပါလေဒီနေ့ဗုဒ္ဓဖူးနေ့တော့ဗုဒ္ဓဖူးနေ့မနက်9:00ခွဲပြီး9 မိနစ်ရှိပါပြီဘုသူတရဖို့အတွက်ပြောပြတာပေါ့နော်ဒါဟိုပေါ့ခါလေးကြတချို့ပေါ့နော်အရာလေးတွေကလေကျမပြောလို့ကျမဘုသူတရ share လုပ်ပေးတာပဲရှိတယ်အဲ့ဒါလေးပေါ့ကိုဘွားနဲ့ကိုဖြစ်ခဲ့တဲ့အတိုင်းဒါလေးတစ်ခုနဲ့ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ဒီနေ့ကျမအလုပ်ဆင်းတော့ညအလုပ်ဆင်းတာပေါ့နော်ညအကျူတီအလုပ်ဆင်းတော့ဖြစ်ချင်ခါကြလို့ရှိရင်တော့ဒီနေ့ကကိုယ်ပိတ်ရပေါ့နော်ဒီတစ်ပတ်က9ရက်ဆင်းရတာဆိုပေမဲ့ Monday Tuesday ဆင်းနေ Friday Saturday Sunday ပေါ့ဒီလို Wednesday Thursday off day ပေါ့အမြဲတမ်းဖြစ်တဲ့တာတခုကဘာလဲဆိုတော့အဲ့လိုမျိုးပိတ်ရက်တွေကိုရနေပြီးဒီမှာနေလဲတာမဲလမ်းလေးပါလေးသွားရှောက်မဲလို့အဲ့လိုမျိုးစီစဉ်ထားတဲ့ဆိုရင် the last minute မှာလေအမြဲတမ်းလူမှာထဖောက်တယ်တရားမဟုတ်တရားကိုထဖောက်တယ်အဲ့ဒါ stress တွေပြန်များတာပေါ့နော်ပြောချင်တာပါလဲဆိုတော့ကျမတို့စီမှာလူမှာတယောက်ရှိပါတယ်သူကအသက်အားဖြင့်တော့80ကျော်ပြီပေါ့နော်သူမှလည်းဒီပေါ့ stroke ဖြစ်ထားတာရှိတော့လေဖြန်းထားတာပေါ့နော်ညာဘက်ဖြန်းထားသိလို့မရဘူးပြီးတော့သူကဟိုပါဘယ်လိုခေါ်မလဲ plasilla အဲ့ဒါလည်းရှိတာပေါ့နော်ဘယ်လိုခေါ်မလဲတက်တဲ့ယောဂပေါ်ရမှာနော်အဲ့ဒါဆိုလို့ရှိရင်သူတက်လာပြီဆိုတော့ကျွန်တော်တို့ဒီပေါ့ဒီတစ်ခါသုံးတဲ့ဒီဆေးမျိုးထည့်ရဒီအာဂါရီလိုမျိုးထည့်ပြီးတော့ဒီပါဇက်နဲ့ဒီပါဇက်ထမှာရှိရဲ့အန်ဒွင်းလေးနဲ့ဒီသွားလေးကြားပေါ့တဖုံးပေါ်ကြားမှာပေါ့နော်တဖုံးနဲ့ဒီသွားအဲ့လိုကြားထဲမှာအဲ့ဆေးညှစ်ထားတယ်အဲ့အတက်ယောဂကြအောင်ပေါ့နော်ဖြစ်ချင်တော့ကျမအရင်တော့အလုပ်လုပ်လို့ရှင်ခေါင်းအဲ့လိုလည်းမတက်ဘူးသလားဒီနေ့6နာရီထိုး7မိနစ်မှာသူအလောင်းပေးတယ်အလောင်းပေးတော့အဲ့မှာသွားတော့နော်သူ့ရဲ့ဝေယဝိဆက်လုပ်ပြီးမယ်ပေါ့နော်ဆိုသွားတဲ့အခါမှာဘာမှတော့မလုပ်ရသေးသူပေါ့နော်ချိန်ဥပစားလေးလဲပေးမယ်ဆိုတဲ့အချိန်မှာတစ်ခါထတက်တာအောင်မလေးအဲ့လိုတက်တဲ့အခါမှာသူကဗဇက်တရားလို့ပေါ့လို့သူအချိန်နဲ့ပေးရတော့အမြန်ချက်ချင်းအဲ့ဆေးကိုသွားယူရတယ်ပြီးလို့ရှိရင်ဒီဆေးမောက်ဒီထိုးဆေးပေါ့နော်အဲ့ဒါတစ်ခါသုံးထိုးဆေးသွားပြီးထိုးပြီးလို့ရှိရင်သူအချင်းပေါ့လောက်ရတဲ့ခါဒါမှမဟုတ်ဆိုသူတက်တာကြလို့ရှင်မရဘူးလေသူအမြန်အဲ့လိုမျိုးတက်ပြီးတော့နိုင်ဝက်အထိမှာအတက်မကြဘူးဆိုလို့ရှင် ambulance နဲ့ပို့ရတာပေါ့နော်အဲ့လိုမျိုးတွေရှိတာလေအောင်မလေးတော့အောင်မကျမသည်ပြင်မလိုက်တာတကယ်ဒါမတော်သေးရဲ့ကျမတို့တငယ်ချင်းတွေကတခြားဆောင်ခေါ်လို့ရလေလာပြီးဝိုင်းလို့ပေးတာပေါ့သူ့လည်းကြည့်ရတစ်ဖက်ဆေးသူကကျမသူ့ရဲ့အခန်းတစ်ခန်းမှာဆေးထားတဲ့ box တွေရှိတာဟုတ်အဲ့တော့ဖွင့်ရအောင်ဆိုကိုကသူ့လည်းမထားကြတော့အဲ့လိုပေါ့နော်အဲ့တငယ်ချင်းရဲ့ဖုန်းဆက်ပြီးတော့အခါသူကလာပြီးတော့ထိုးတာပေါ့အန်ဘုံတစ်ခုထိုးလိုက်တဲ့ခါမှာ7မိနစ်မှကြာသွားတယ်အဲ့တက်ပြီးသွားတဲ့လူတွေကအဲ့တက်ပြီးသွားလို့ရှိရင်တို့ချက်ချင်းအိပ်ပျော်သွားတာပေါ့နော်ပြောချင်တာဘာလဲဆိုလေတကယ်ပါကျမလေးခါကြကိုလိုကိုမကိုချစ်တယ်ဒါပေမဲ့အရန်ပင်ပန်းတယ်လူမျိုးစိတ်ပင်ပန်းတဲ့ဟာရှိတာပေါ့နော်အဲ့လိုမျိုးစိတ်ပင်ပန်းတာပြီးတော့အဲ့လိုပေါ့အဲ့တက်ယောဂါတွေကတကယ်တမ်းအရန်ကြောပေါ့နော်ဟိုစိုးရင်ရတိလားဟိုတချို့တွေဆိုတိုင်ရင်းနဲ့လေဟိုဘယ်လိုခေါ်မငေါဆိုရတာရှိတာဟုတ်ဒါကြောင့်မို့နော်ကျမအမြဲတမ်းပြောတယ်ကျမကြီးကအဓိကပဲကျမကြီးကအဓိကပဲပေါ့နော်အခုကျမတချို့ပေါ့နော်ကြည်တာပေါ့နော်တချို့စီကျူယောဂါသမားတွေနော်အဲ့ဒါသေးချာထပ်ပြောမယ်နော်နေကျမစေးပြမယ်နေဘာကြောင့်လဲဆိုတော့အခုကျမလက်ရှိပေါ့နော်တချို့တွေကစီးကျူယောဂါမဖြစ်ခင်မှာကာကွယ်တဲ့ဆေးဆိုတာကရှိတော့ရှိတယ်ဒါပေမဲ့ရိုးကွာဟိုပြောပြမယ်နေပါခဏလေးနေပါကျမခုတော့ကျမပြောမယ်ကျမစေးမတော့ပါဘူးဒီမှာကျမစီးကျူယောဂါအရန်ဂရုစိုက်ရတယ်ရှိတယ်ဘာလို့အဲ့လိုပြောရလဲဆိုတော့ကိုယ်တိုင်လဲကျမကိုယ်တိုင်ကဆေးရုံအစာရှိမှမသိဘူးမသိတော့တခါဝိရထိုင်တက်ဝိရတက်ပြီးလို့ရှင်လူကလက်တွေထုံကျင်းလို့ဖြစ်တာပေါ့နော်ဖြစ်ချင်တော့အမှန်နဲ့ဆေးကန်းပြတဲ့အခါမှာသူကအစကဘာဖြစ်လဲဆိုတော့နှလုံးအစီဖုံးတာနှလုံးအစီဖုံးတဲ့အခါကျတော့နှလုံးအစီဖုံးကဆေးမရှိဘူးနော်နှလုံးအစီဖုံးတာတောက်ဆေးမရှိကိုယ့်ကိုယ်ပဲအစားတောက်ကိုဆင်ကျင်ရတယ်နောက်ပိုင်းသူပေါ့ဆေးချိုယောဂါရှိမရှိတော့ကျမတို့မေးတာပေါ့ဒီမှာလိုမေးတယ်လေမိသားစုမှာ generation မှာဆေးချိုရှိတာဆိုတော့ကျွန်တော်ရှိတယ်မျိုးရိုးလိုက်ရှိတာဖေရောအမေရောအကုန်ရှိတယ်ကျွန်တော်မိသားစုကဆေးချိုအကုန်ရှိတယ်ရှိရဘာလို့ကဆေးချိုယောဂါရှိမရှိရဆက်တယ်စိတ်ရတယ်ဆိုလို့ရှိရင်သွေးကိုစစ်ရတာပေါ့နော်အဲ့သွေးကိုလို့စစ်လဲဆိုလို့ရှိရင်အရင်ဆုံးမနေ့ဒီလိုည10နာရီထိုးပြီဆိုလို့ရှိရင်ထမင်းမစားဘူးအဖက်မစားဘူးကွာကော်ဖီမတောက်ရဘူးရေတော့နည်းနည်းပဲတောက်ရတာ fasting လုပ်ရတာပေါ့နော်
တနေ့လုံးပေါ့အဲ့သွေးမပေးမချင်ဘာမှမစားဆိုတော့တို့ဒီည10နာရီနောက်ပိုင်းဘာမှမစားဘူးဆိုရင်မနေ့ပိုင်းကိုကသွေးသွားပေးရဆို9နာရီဆိုလို့ရှိရင်အဲ့သွေးတို့စစ်တာအဲ့သွေးမှာရှိတဲ့ cholesterol ဘယ်လောက်ရှိအဲ့သွေးပေါ့နော်တို့ယူပြီးတော့ဒီစီဂျိုရှိမရှိဒီကော cholesterol ဘယ်လောက်များတယ်ဆိုတော့စစ်တာပေါ့နော်စစ်တဲ့ခါမှာကျမရဲ့ဒီစီဂျိုကဟုတ်ပေါ့နော်ဟိုဖြစ်တယ်ဆိုသိသွားတဲ့ခါမှာတို့ဒီကြည့်တာပေါ့ပြီးတော့ကျမရဲ့စီးဆိုလို့ရှိရင်မနေ့မိုးလင်းမှာပေါ့နော်ဥဖျားသွားတယ်စီကိုပေါ့နော်ဒါကတော့ပါရဲ့သွားပြီးစစ်တာပေါ့အဲ့လိုစစ်ပြီးလို့ရှိရင်တို့အဲ့မှာကျမဆေးပေါ့နော်ဒီမှာဒါက range တည်ပါတယ် metformin ဆိုတာအဲ့ဆေးကိုတောက်ရတယ်နော်အဲ့ဆေးကိုလည်းတောက်တဲ့ခါမှာ तू ကဟုတ်ပေါ့ဆရာဝန်ကကျမရဲ့ဆေးကြိုပေါ့နော်ဒီဟုတ်ပေါ့သူပါလဲဘလို့ဆော့ကဲဆိုတော့ကြားတက်ကိုကြည့်ပြီးတော့ तू ကနှလုံးတောက်အောင်လည်းနှလုံးတောက်အောင်ပြောတာပေါ့နော်ပြီးတော့မလုပ်ရမလဲဆေးကြိုသမားတွေနဲ့အဖြစ်ကလက်မများရှောက်အစားတောက်ဆင်ခြင်းရတယ်ပြီးကိုလက်တိကျင်ငန်းလုပ်ရတယ်ဘာကြောင့်လဲဆိုတော့မျက်စိအာရုံကြောတွေကနဲလာတယ်လေစီးကျူသမားတော်များများမျက်စိအာရုံကြောတွေနဲလာမယ်အဲဒါဆိုဆရာဝန်နဲ့ပြရတယ်ပြ6လောက်တွေပေါ့တချို့ဆိုစီးကျူဖြစ်လို့ရှိရင်6တဲ့အနာတွေဖြစ်ပြီမလားတချို့ဖြတ်ရရှိရလေအဲဒါဆိုတော့အရင်6တွေပါဆိုထုံလားကျင်လားအမြဲကြည့်တယ်ပြီးတော့ကျမကဟိုသွေးခဲတဲ့အတွက်ကြောင့်ပေါ့နော်သွေးထဲမှာအစီခဲရကူပြောဆိုရင်သွေးခဲတော့ကြောင့်ဒီပေါ့ဒါကသွေးကျဲစေးပုံစံမျိုးသွေးအစီမခဲတဲ့အစီပေါ့သူတောက်ရတာပေါ့နော်တကယ်စီးကျူဖြစ်လာပြီဟေ့ဆိုရင်စီးကျူသမားတွေကဒါမျိုးတွေတောက်ရတာရှင့်ဒါဆရာဝန်က comment ပေးတာလေအဲကျွန်တော်နိုင်ငံမှာပေါ့နော်ထိုင်းတော့ကျွန်မမသိဘူးပေါ့တချို့တွေကြတော့ရှိပါတယ်သူတို့ဒီရိုးရိုးပေါ့တာစီယုံဖြစ်ခင်မှာတားတဲ့ပေါ့ဒီဘွားတက်နဲ့လောက်ထားတဲ့အစားအသောက်တွေပေါ့နောက်တစ်မျိုးကျွန်မပြမသိလားမနေ့ပိုင်းကျွန်တော်တို့ဝင်းချုပ်တဲ့အမျိုးတွေဆိုတော့လေအဲ့လိုမျိုးဝင်းမချုပ်အောင်လို့ဘာလို့ပေါ့နော်ဒါကကျွန်တော်တို့ဒီယောဂသမားတွေကအကုန်ဖြစ်တတ်တယ်လေနော်ဒါယောဂဆိုတော့ကတခုဆိုဓာတ်လိုက်ဆိုတော့ဓာတ်လျှောက်လိုက်တာလေရိုးရိုးလျှောက်တာဆိုကျွန်မဒီပေါ့ဒါကဒီမျိုးအစိမ်းမဟုတ်ပေါ့နော်ဒါကဘာနဲ့လုပ်ထားလဲဆိုတော့အသီးအစိမ်းနေနဲ့ဘရိုကိုလီပါမယ်အကုန်လုံးကအကုန်အစိမ်းနေပေါ့အဲ့ဒါတွေကိုကျွန်မမနေ့ဆိုတစွန်းပေါ့နော်ကော်ဖီပုတ်စွန်းလေးနဲ့တီစပွန်လေးနဲ့ကျွန်မတစ်ခွက်တောက်တယ်အဲကြောင့်ဝင်းလေးလည်းမှန်သွားတာပေါ့ဒါတဘာဝနဲ့လုပ်တဲ့အမှုပေါ့နော်ဒါကတော့ဟိုထိုင်းမှာဆိုလို့ရှိရင်အမျိုးတဘာဝလုပ်တဲ့ဟိုရှားဆောင်လက်ဖက်တို့ဘာတို့ပေါ့နော်ရတာပေါ့နော်ပြောချင်တာဘာလဲဆိုတော့တကယ်ယောဂဖြစ်လာပြီဟဲ့ဆိုဆရာဝန်နဲ့တေချာပြပါဆရာဝန်ဆိုလို့ရှိရင်ဟိုဘာဘလို့ခေါမလဲဟိုစာတဘာဝလို့ပေါ့နော်ဒီဟိုကျွန်တော်ဘလို့ခေါ်လဲရိုးဒီလိုမျိုးဆရာဝန်မဟုတ်ဘူးလေကွာဟုတ်တယ်မလားဒီအသီးညံနေထုတ်တဲ့ဆေးဘလို့အသီးညံထုတ်တဲ့ငါတို့ဆိုစံမြောင်းနှမျိုးရှိအင်္ဂလိပ်ဆရာဝန်နဲ့တမားတော်လားဗာလဲဘာတမားတော်လဲအရင်တော့မြန်မာနိုင်ငံမှာခေါ်တာဗာလဲရိုးဆေးလုံးလုပ်တဲ့ဆရာဘာစကားတော့ငါလည်းမေ့ကုန်ပြီအဲ့လိုမျိုး2မျိုးရှိတယ်ကွာတကယ်ဆေးချိုတကယ်ဖြစ်နေပြီဆိုလို့ရှိရင်တော့လုံးဝတချို့က insulin ကကျွန်မဆေးချိုမှာ1နဲ့2ရှိ type က1 2ရှိကျွန်မ2ဆိုတော့သူက insulin သုံးစရာမလိုရိုးဆေးနဲ့ပဲစားပြီးလုပ်သွားတာပေါ့နော်ပြောချင်တာပါကိုတကယ်စီကျူဖြစ်လာပြီဆိုရင်စီကျူရောဂါဖြစ်လာပြီဆိုရင်မပို့လို့မရဘူးရိုးတာမဆရာဝန်ပြလို့မရဘူးဒီလိုရိုးဒီဟိုဗာလဲအသီးနှံမှုတ်တွေဘာတွေလုပ်လို့မရဘူးနော်ဆေးကိုထိန်းရတယ်မထိန်းရင်ရေရှည်မှာအရန်ထိမယ်ပြီးတော့စားတော့တွေထိန်းရတယ်ကျမဆိုစားချင်တာကိုထမင်းကိုလည်းဆိုစားတယ်စားလို့မရအောင်ထမင်းကိုမနေ့ပိုင်းလေးဆိုရင်နေ့လယ်စားဆိုထမင်းကိုတဆုပ်ကလေးပေါ့နော်တဆုပ်ကလေးနဲ့အသီးရွက်များစားရဆိုလုံးဝမစားဘူးအသီးပဲစားရတာအရင်တော့66ကီလိုရှိတယ်အဲ့လိုဖြစ်တဲ့ခါမှာရအောင်ရွက်ကူလျှော့တယ်63ပေါ့အခု62ပေါ့ရအောင်လျှော့နေရတယ်မအဲ့60အောက်ကိုမရောက်သေးဘူးအသက်အရွယ်လဲဆိုင်တာပေါ့နော်ကိုယ်အသက်အရွယ်လဲဆိုင်တယ်ကြောင့်မလို့စီကျူယောဂတကယ်ရှိတယ်ဆိုရင်ရိုးဒီလိုမျိုးပေါ့ဆရာဝန်တပြတ်လို့မရပါဘူးလို့နော်တိုင်းရင်းသားဆရာဝန်တိုင်းရင်းသားအေးအဲ့ဒါပြောတာတော်လားဥနောက်ကထွက်လာတယ်ငါလည်းဓမ္မစယောဂဖြစ်နေပြောချင်တာကတကယ်မရပါဘူးလို့တကယ်ဖြစ်ပြီဟဲ့ဆိုရင်တကယ်အင်္ဂလိပ်ဆရာဝန်နဲ့သေချာပြရပါတယ်ပြီးလို့ရှင်စေးစားရပါတယ်လို့အဲ့ဒါအခုကျမအမေလို့ပေါ့သူစီယောဂသူရှိတယ်အခုကျမတို့သူလည်းစေးစားတာစီယောနံပါတ်1ပေါ့ဒါပေမဲ့ तू ကဖြတ်ပလိုက်တယ်သားသမီးလည်းမသိကြအောင်အဲ့မှာဖြစ်တဲ့ခါကျတော့စီဘိုးတွေဝင်လာတယ်နော်ဒီဟိုပေါ့စကြားတဲ့တိုးလာတယ်ကိုယ့်သဘောနဲ့ကိုယ်ဖြစ်အောင်ကျမလည်းကိုယ့်သဘောနဲ့ကိုယ်ဖြစ်အောင်
ကျမဆရာဝန်ကကျမကို6လကကျမရဲ့သွေးတွေစီးတွေအကုန်စစ်တယ်အဲ့ပေါ်မှာမူတည်ပြီးတော့ကျမ weight တွေဘယ်လောက်ကျလဲကျမဒီ cholesterol တွေဘယ်လောက်တက်လဲကျမဗကြတဲ့ဘယ်လောက်တက်လဲအဲ့ပေါ်ချစ်စီကိုပေးထားတာဒီနေ့နှလုံးသားတယ်မင်းနှလုံးနဲ့တော့ပြောချင်တာတကယ်စီးကျဖြစ်တယ်ဆိုရင်ဆရာဝန်နဲ့သေချာပြပါလို့ပြောချင်ပါတယ်ဒါတော့အကြံပေးတာပေါ့နော်ခံယူတာမခံယူတာတော့ကိုယ့်သဘောပဲပေါ့နော်ဟုတ်ကဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်